အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်ကျွန်တော်နာမည်အောင်ရပြည့်ပါဒီနေ့မှာဆိုရင်တော့ဖြစ်ကျွန်တော်က blog ဖူရဲမှာ blazer အသီးစားအောင်မှာပါဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင် blog ဖူရဲမှာ blazer အသီးစားမှာပါကျွန်တော် blazer အသီးစားပြီးကျွန်တော် level grind မယ်ပေါ့နော် blazer အသီးစားမယ်ဖူကတော့မဖောက်ပြတော့ဦးဒီနေ့တော့ကျွန်တော် blazer အသီးစားပြအောင်ပါပဲဖြစ်ပါတယ်ဖူကတော့စားပါကျွမ်းကျွန်တော်တို့ blazer အသီးကဘယ်လောက်ကောင်းလဲဆိုတာကျွန်တော်တို့ကြည့်လိုက်အောင် blazer ကကျွန်တော်ထင်တော့ကောင်းလောက်မှာပဲကျွန်တော် grind မယ်ကျွန်တော်ဘာလို့လဲပဲ1900ရင်ရုပ်တရက်ကြီးဘာလို့2000ရောက်သွားတယ်ဆိုတော့ဒါကြီးအကုန်လုံးဘာမှမဟုတ်ပါဘူးကျွန်တော်ကဟာကလည်းမဟုတ်ပါဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဟိုကလုံးလိုက်တာပါကျွန်တော်ကိုယ်တိုင်ပါ level family လိုက်အောင်နော်နောက်ကိုယ်တိုင်ဘယ်သူမှမကြည့်ရသေးတဲ့ဗီဒီယိုပေါ့နော်အဲဗီဒီယိုမှာ record လုပ်ထားတာကျွန်တော်က cold stone ရှိတယ်ကျွန်တော်ဟိုလောက်တာကျွန်တော်ကိုrecord မလုပ်လို့နော်ကျွန်တော်ကseason 1ကြည့်ရတဲ့ဒီတော့တင်မှာပါကျွန်တော်စီမှာပါ ice cool stone တခုပဲရှိရတော့ပြီးဆုံး1ကြည့်ရတဲ့သူရောတင်မှာပါအခုကပြီးဆုံးပြီးလို့ခုပြန်ကျွန်တော်ခုနကပြော blazer အဒီစားမယ်ပြောအခုတော့မစားသေးဘူးခဏနေမစားဟုတ်တယ်ခဏနေအိုက်စားတယ် blazer နဲ့ဘာလို့လဲ blazer Julius က ice နဲ့ ice video ရဲ့ cold stone နဲ့ဘာလို့လဲဟိုတော့လေးမွေးကြီးလေ blazer video ရတယ်လေးမွေးကြီးဖြစ်အဲဒါခုရင်တော့ကြားရမယ် cold stone ကခုနစောက်တယ်လို့grind yo qua nó lúc grind nữa cứ xong cho nó lấy ra sai con xin sao cái nó mà bố sao còn là cũng vậy bố sao là cũng vậy nó cứ rồi nó thắt grind nhà bác luôn là gì sao ya nó show vậy zombie à trò chơi này cho nó bố ra mà tống chế độ này cho nó chọn con yêu mà chơi nó rồi cho nó thắt toa chả vậy ice bag cold stone ice sash mà lái là biển đi lái là đã trò xua cho nên muốn ăn cục mà đây là cho nó mà blazer đi sao một sinh ra đấy cho nó chọn class owner gì vậy mà nó xong mà biển đi class Obama class owner gì rồi nó biển mà là gì rồi nó biển đi quên nó cứ rồi blazer đi sao cho nó bao lâu quên là lại study đi một chút lâu cứ rồi đi qua siêu vi hoài cho nó đó blazer đi nó sao vậy cho nó khu rồi nó cho nó ra chiều anh nó blazer cả ba cô thu này điểm là ice luôn nhiều gì anh luôn nhiều làm mình kia là nó cũng là ông mà mi chả ba anh luôn nhiều làm mình kia nó ăn ngoài thu lại đi điểm là xì ghế nhiều hại bỏ lại anh cho nó sai con nó thay lại ba blazer vừa xa nên này lấy ba đấy rồi cho nó còn blazer nhiều thâu bi emotion này nó blazer đi xa này trên đàn cho đi nó blazer đi xa actually nó sao ba đấy blazer đi à nó mà kia nó blazer đi cho nó tất cả màu sao cũng màu sao
ကျွန်တော်လေကန်နေမဲ့ကျွန်တော်တခုအစင်းလေးမဖြစ်တာကျွန်တော်ကွက်စီကိုမားယူအမှန်ကျွန်တော်ပေါက်ကြီးရရှောက်လုံးပြီးကျွန်တော်အမှကွက်စီရမားလူကွက်စီရအမှဘုံနေတာလေကွက်စီကျွန်တော်ကိုယ်တိုင်မားယူလို့ဘာလို့မတက်လာလဲဒီမှာစဉ်းစားအဲ့ကျွန်တော် course မရယ်လို့ course ပြန်တော့ယူပါလေကျွန်တော်တွန်း dash blazer အတီးရမိုက်တော့မှကျွန်တော်30မှာ9လောက်ပြီကျွန်တော် blazer အတီးကိုကြိုက်တယ်သူဟာ level grind နဲ့နေအောင်မသိမကောင်း PVP မှာ share ကောင်းတယ်ကျွန်တော်စိတ်ဒီပထမကောင်ကြီးပဲတက်မယ်ဆိုကျွန်တော် dash အကောင်ကြီးကဘုံနဲ့အမလေးဝယ်လို့ရအဲ့ဒါဝယ်မှုစဉ်းစားbien coche esaကျွန်တော် blazer ဝါတုံးအဲ့ပဲကန်ကြရစမ်းနေတယ်ချိုးကွာကျွန်တော်လည်းတက်တော်တော်လေးကိုတက်အိုးဘယ်မှကွက်ကိုပွင့်အိုးနီးလေးမွေးရမိုက်ကျွန်တော် blazer ကိုတော်လေးကိုချက်တယ် blazer က spare ကုန်ဝင်သွားဘလို့ဖြစ်နေလဲမသိတော်ယူဖူးပါပါစဖြစ်မင်းတော့ယူကအမခိုင်းလို့ကောင်းတယ်ယူကျွန်တော်စဉ်းစားနေငါတီးပြီး grind လို့ကောင်းလို့နေတီးပြီးဆိုကျွန်တော်ဒီအားလုံးစုလိုက်ဟိုကမလာဘူးရင်လာလို့တကောင်အမှန်ကြီးရှိုးစူတနေရီဒီတော်လေးခံစူနေဟိုကောင်ရမလာgrind နဲ့ပုံအားကြီးကမစကီယာရေဒီနဲ့တော့ရေရရဲ့ပစမစကီရေဒီပစမစကီတဲ့ပုံကြီးနဲ့ဖာကြီးနဲ့နာဖာနဲ့ပုံကြီးအဲ့လည်းဆိုတော့မိုက်အိုးမလို့တက်နော်ဆိုဒီ grind yes တကူလောဘနဲ့ဒီမှာတော်ဖြစ်နေလာရင်းနေမှုတော်ဖြစ်နှကောင်မင်းတို့ခုံနှကောင်မင်းတို့ဒီနေ့ပြောရင်တော်လေးကိုကြည့်မို့ test နဲ့ဟိုပြီးဆုံး1ကြည့်ရလို့ဆိုရင်တိမှာပါကျွန်တော်ကအပြီးဆုံး1ကြည့်ရတဲ့အပြီးဆုံး1ကြည့်ရဒီအားလုံးကျွန်တော်အခုတေးသွားပါအကောင်ကပြောရင်တော်ကျန်းနေကျွန်တော်အသားဟိပြီးသူတို့ကအသားမရှိဘဲနဲ့သူတို့ကဟိုမှာပိုကျန်းနေပြီအဲ့လိုရင်အခုကတည်သူတို့ဘာလို့လဲမသိတော်ကိုကျန်းနေblazer style ကန်လို့ရတယ်blazer ပြင်လို့ရတဲ့ဟာအကုန်လုံးကစီးဝိဒါရကောင်းတယ်ဟောကျွန်တော်စိတ်ကြောဒူရီအကွာပွင့်အကွာပါလေကျွန်တော်ဆောင်းစီနော်ဒူရီအကွာပိုင်းနေဖူတော်နေလေးစင်တော့ကျွန်တော်တို့ ice နဲ့တော့ကျွန်တော်တို့ ice နောက်က ice လေအဲ့လိုပဲဒီဝါနော်ကိုရစီယူမယ်ထွက်သွားဖမ်းကျွန်တော်ကလမ်းဆောင်သွားတော့ဒီကိုရစီယာကြီးဆိုတော့လေးတည်လေးဝိုင်းရင်လည်းသွားအောင်လာနေခုံးဝိုင်းဒီခုံးအမှန်လည်းကျွန်တော်ကြံစီရပါဒီအလုံးရလေအကုန်လုံးတစုတစည်းနဲ့စုပြီး
အဲ့လိုမျိုးလုပ်ရပဲဆိုကျွန်တော်ညှင်းရှင်းသွားပါဘူးရို့ကျွန်တော်စကင်ညိုတက်တယ်ကောင်းတော့ကျွန်တော်လည်းမီလီလေးပဲကျွန်တော်နောက်ဗီဒီယိုကြရင်မီလီလေးပဲပြင်ပေးပါမယ်မီလီလေးပဲပြင်နောက်ကျွန်တော်မီလီခုနစကန်မီလီလေးပဲကျွန်တော်300ထိတင်ပေးပါပါမယ်နောက်ခုဗီဒီယိုမှာတော့မပေးပါဘူးဒီဗီဒီယိုမှာတော့ Blazer ကိုလည်းပဲတင်တယ်ဟိုဗီဒီယိုမှာဆိုရင်တော့တည်ဟိုဗီဒီယိုမှာဆိုရင်ကျွန်တော်ဟိုကောင်တွေဟိုလဲကွာသူတို့ကမလာဘူးကျွန်တော်တစုတစည်းကြီးတည်တော့ကျွန်တော်ဟိုတော့မှဒီမှာဆိုရင် Blazer နဲ့တော့ grind လုပ်ကောင်းဘာလို့လဲဆိုတော့အကောင်ကြီးဒီအိမ်ထဲဝင်လာတဲ့ကောင်အကုန်လေးအပေါ်မှာခေါင်းမိုးလေးပါတယ်ပြီးတော့ဘေးမှာဟိုလေးပါတယ်တော်တော်ကန်ကောင်းတော့ဘာလို့လဲအဲ့လိုပါတဲ့နေရာဆိုရင်တော်တော် grind လုပ်ကောင်းဘာလို့လဲသူကအပေါ်မှာနေကွာဒီနားဝင်လာတဲ့ကောင်အကုန်လေးကွာအဲ့လိုကြီးမိုက်တယ်ခုံဖန်ဒီကောင်အမျိုးပဲတက်လိုက်ပါဒီပြတော်ကြီးနေတာတော်ချင်းလာနေမေလေးဝတ်တရှိလာတယ်ဒီစမ်းမင်းငါ့ကိုရဆက်ကျွန်တော်နောက်ကျရင်ကျွန်တော်တို့ Go and Garden တို့ဘာလို့ကျွန်တော်တင်ပေးပါမယ်ကျွန်တော် blog ဆိုပြီးပဲဆိုရင်တည်ရမှာ show ရမှာဆိုကျွန်တော်တို့ဒီ Go and Garden ကျင်းတို့ fish pan နဲ့ကျင်းအဲ့လိုမျိုးကျင်းကျွန်တော်စော့ပြသွားပါပြီနောက်ဗီဒီယိုကြကျွန်တော်စော့ပြသွားပါပြီငါးများရဲ့ကျင်းတို့ fish man တော့ကျင်းတို့အဲ့လိုမျိုးကျင်းကျွန်တော်စော့ရအောင်ပါပဲဖြစ်ပါလေအဲ့လိုမျိုးကျင်းတော်မှကျကျွန်တော်ခုဆိုရင်2004ပြောပါပါပြီဒီဗီဒီယိုကျွန်တော်တော်လေးကိုရှင်းနေပါပြီဒီဗီဒီယိုကတော်ရှင်းနေပြီဆိုတော့ကျွန်တော်ဒီနေ့နဲ့ကျွန်တော်ခုဆိုရင်ကျွန်တော်တို့အားလုံးပဲဒီနေ့မလို့လောင်းပါအားလုံးပဲဘိုင်ဘိုင်